မထေမြတ်တို့၏အမှတ်တရစကားများအပိုင်း120နှစ်တရားဒေသနာတော်မထေမြတ်တို့၏အမှတ်တရစကားများမြတ်ဗုဒ္ဓရဲ့တပည့်သားဝကယဟန္တာမထေမြတ်တွေဟာသူတို့ကိုယ်တိုင်ကျင့်ကြံကြိုးကိုအားထုတ်ခဲ့တဲ့ဓမ္မလမ်းစဉ်များနဲ့ဘဝအတွေ့အကြုံတွေကိုမိမိတို့သိရှိထားတဲ့အတိုင်းနောက်လူနောက်သားတွေမှတ်သားဖို့ဆိုပြီးအမတ်တရားစကားကိုဆိုခဲ့ကြတာဖြစ်တယ်။အဲ့ဒီမတ်တရားစကားကိုဆိုကြတဲ့မထေမြတ်တွေထဲမှာဒီကနေ့ယတထတ္တမြည်ရတဲ့ယဟန္တာမထေမြတ်ရဲ့အမတ်တရားစကားကိုတာယူမှတ်သားကြမှာဖြစ်ပါတယ်။မထေမြတ်ပေါင်း200ကျော်အမတ်တရားစကားကိုဆိုခဲ့ကြတာဖြစ်တဲ့ဖြင့်တရားပုဒ်ပေါင်း900ကျော်လောက်ဟောမှဒီတရားပြီးမှဖြစ်လို့သို့သောမထေမြတ်တွေဟာတပါးနဲ့တပါးမတူညီသောအတွေ့အကြုံတွေနဲ့ဓမ္မရတခံစားမှုများကိုဟောပြောခဲ့ကြတာဖြစ်လို့ဒီတရားကိုနာယူကြရတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတွေဟာဘုရားလက်ထက်ကယဟန္တာရှင်မြတ်တွေဘဝမှာဘယ်လိုတွေ့ကြုံပြီးတော့ဘယ်လိုတရားတို့တရားမြတ်တွေရသွားကြတယ်ဘယ်လိုအမှားတွေလုပ်ခဲ့ပြီးဘယ်လိုနည်းနဲ့လမ်းကြောင်းပေါ်ရောက်သွားကြတယ်ဆိုတာကစအကုန်လုံးရှင်းရှင်းလင်းလင်းသိကြမှာဖြစ်ပါတယ်နော်အဲ့ဒါလို့ရှင်းရှင်းလင်းလင်းသိကြဖို့ရအတွက်မထေမြတ်တို့ရဲ့အမှတ်တရစကားများကိုမှတ်သားနိုင်ယူကြရမှာပေါ့နော်အဲ့တော့ယတဓတ္တဆိုတဲ့မထေမြတ်လောကမှာတတ္တလောကကြီးမှာသူငါသတ္တဝါတွေမြောက်များစွာရှိတဲ့ထင်တယ်လူသားအဖြစ်နတ်အဖြစ်မြမအဖြစ်ပေါ်ထင်းလာဖို့ဆိုတာအမတန်ခဲရဲတယ်လို့ပြောတိရစ္ဆာန်လောကမှာပဲပျောက်ကွယ်ငိုလျိုနေတာတွေတို့จิตတဘဝမှာပျောက်ကွယ်ငိုလျိုနေတာတို့ငရဲကြပြီးတော့ပျောက်ကွယ်ငိုလျိုနေတဲ့သတ္တဝါတွေမြောက်များစွာရှိတယ်အမြောက်များစွာရှိတဲ့ထက်ကဘုန်းကြီးတို့တွေလူဘဝရောက်ပြီးတော့ပေါ်လွင်လာတာကြီးမားတဲ့အခွင့်အရေးကြီးတစ်ခုဖြစ်တယ်ဆိုတာမမေ့ချဖို့လိုအပ်တယ်။အကွယ်ကြီးကမိမိလျော့လျော့နဲ့ရရှိထားတဲ့ဘဝအခွင့်အရေးကြီးတစ်ခုကိုပျော်ခြင်းပါခြင်းအာယုံ၅ပါးကာမဂုဏ်တရားတွေနဲ့သာသုံးချပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုမျက်ကွယ်ပြုထားမယ်ဆိုလို့ရှိရင်ပျောက်ကွယ်သွားတဲ့အနေအထားမျိုးတွေဘဝဆိုးတွေနဲ့ဂျုံတွေ့နိုင်တယ်ဆိုတာကိုတတိချကြရမှာဖြစ်တယ်ပေါ့အမတ်တမဲမနေကြဘူးရသော်ဘုရားကဆုံးမဩဝါဒပေးတယ်မနုဿတ္တဘာဝလူဘဝရဖို့ဆိုတာမတမခဲနေလူဘဝရလာပြီဆိုလို့ရှင်အခွင့်အလမ်းတွေကအမတမပွင့်လန်းတယ်ပေါ့လူဘဝဟာကောင်းတာလုပ်ဖို့လဲအခွင့်အလမ်းပွင့်လန်းလာတယ်တိရစ္ဆာန်ဘဝပြိတ္တာဘဝငရဲဘဝဆိုတာဘာအခွင့်အလမ်းမှမရှိဘူးเนาะစဉ်းစားကြည့်ကိုမျက်စိအောက်ကတိရစ္ဆာန်လေးတွေကြည့်အခွင့်အလမ်းဆိုတာဘာမှမရှိဘူးမရှိတဲ့ဘုံဘဝတချို့တိရစ္ဆာန်တွေဆိုရင်အမှောင်ထဲမှာပဲအမှောင်ထဲမှာပဲနေပြီးအမှောင်ထဲတည်သွားတဲ့တိရစ္ဆာန်တွေမြေကြီးတွေကတီကောင်တွေပဲကြည့်เนาะအမှောင်ထဲနေမှောင်ထဲရေထဲကငါးတွေဘယ်လောက်များသလဲဆိုတာစဉ်းစားကြည့်လူလောကမှာအလင်းရောင်ထဲမှာပေါ်ထွက်လာပြီးတော့အသိဉာဏ်ရှိတဲ့သတ္တဝါဖြစ်ဖို့ဆိုတာလွန်ခဲတယ်အဲ့ဒီမဲ့မနုဿတ္တဘာဝဒုံလဘောလို့မြတ်စွာဘုရားလူဘဝရဖို့ဆိုတာတမခဲနေခဲနဲ့လူဘဝရလာတဲ့အခါမိမိလျောရောနဲ့စိတ်ရှိတိုင်းပျော်ပါပြီးနော်ကာမဂုဏ်ရမဲ့ဆိုးတွေနဲ့ဒီထဲမှာပဲကာမဂုဏ်ရမဲ့ဆိုးထဲမှာပဲအချိန်ကုန်ပြီးတရားဓမ္မအသည့်တွေမရှိလိုက်ဘူးဆိုလို့ရှိရင်ဘဝဟာနိမွန်းပြောက်ွယ်သွားတဲ့ဘဝမျိုးရောက်သွားအောင်မှာပဲဖြစ်တယ်ပေါ့အဲ့လိုဘဝမျိုးရောက်သွားလို့ရှိရင်ဘယ်လိုလုပ်ပြီးတော့အကောင်းနဲ့ဆိုအကြောင်းအကျိုးသိနိုင်စွမ်းရှိမလဲလူဖြစ်တာတောင်မှပဲကြည့်မြတ်ဗုဒ္ဓရဲ့အဆုံးအမသာသနာတော်ကို
တွေ့ကြုံရတဲ့ပုဂ္ဂိုလ်တွေထိုတွေ့ကြုံရတဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းပဲတရားဓမ္မနာခွင့်ရတဲ့ပုဂ္ဂိုလ်တွေမိမိတို့ဘဝအခြေအနေကြောင့်တရားနာလို့တဲ့စိတ်ဆန္ဒရှိလို့တရားဓမ္မနာခွင့်ရတဲ့ပုဂ္ဂိုလ်တွေဆိုတာအလုံးကိုနေအလွန်နေတယ်အလွန်နေတဲ့ထဲမှာဒုရတွေပါတယ်ဆိုတာစိတ်ထဲမှာဝမ်းသာချင်ညူမှုဖြစ်ပြီးဒီရရှိထားတဲ့အခွင့်အရေးလေးတွေကိုလက်မလွတ်စေပဲကြိုးစားအထောက်အမှာရှင်ဥပ္ပါလိမထေရမြတ်ကဆုံးမဩဝါဒပေးထားရှိတယ်မာဝခဏံဝိရဒိဋ္ဌာအေးမင်းတို့အခွင့်ကောင်းကြီးကိုမလွတ်စေချင်နဲ့ခွင့်ကောင်းကြီးကိုမလွဲချော်ကြစေနဲ့ဘာကြောင့်လဲလို့ဆိုရင်ခဏတိတာဟိသောစရိအခွင့်ကောင်းလက်လွတ်သွားတဲ့ပုဂ္ဂိုလ်တွေကနောင်နာကြီးစွာရပြီးတော့ဘယ်တော့မှပြန်မရနိုင်တဲ့အခွင့်ကောင်းကြီးကိုလက်လွတ်ဆုံးရှုံးကြလို့တသက်တာဘဝများစွာနော်ဒီဖြစ်မိနေခြင်းဆိုပြီးတော့ဆိုရင်တော့ကဖြစ်နေတတ်တယ်ပေါ့ဒါကြောင့်မို့လုံးသိလုံးထိုက်တာဘာတော့တတ္ထေဝယမေယထကိုယ့်ရဲ့အကျိုးစီးပွားရှိမဲ့ကိုယ်ကောင်းကျိုးပေးနိုင်တဲ့ကုသိုလ်တရားတွေအသိဉာဏ်တွေရဖို့ကြိုးစားအထောက်ကြတဲ့ခနောဝပฏิပါတိတော်လူဘဝရောက်လာပြီလူဘဝရောက်လာလို့အခွင့်ကောင်းကြီးဟာကျုံနေပြီလို့ဘုရားဘာသာမထွန်းကားတဲ့နေရာရောက်သွားလို့ရှိရင်လည်းပဲလူဘဝတော့ရပါရဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားကိုကြားနာခွင့်မရှိကြားနာခွင့်မရနိုင်ဘူးမရနိုင်တဲ့အတွက်ကြောင့်အသိဉာဏ်တကားပွင့်မှာမဟုတ်ဘူးအသိဉာဏ်တကားဆိုတာတရားနာရမှပွင့်တာဖြစ်တယ်နော်အသိဉာဏ်တကားပွင့်မှဒီဆက်လက်ပြီးတော့ထူးခြားတဲ့အသည့်တွေဆိုတာရတာဖြစ်တယ်စဉ်းစားပြီးတော့ကြည့်မြတ်စွာဘုရားကလွဲပြီးပညာအရှိဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ရှင်သာရိပုတ္တရာမထေရမြတ်သည်ပင်လေအသိဉာဏ်တကားကိုဖွင့်မပေးဘူးဆိုရင်လွဲမှားတဲ့အယူဝါဒတွေထဲမှာတဝဲလဲလဲနဲ့တန်တရားရဲ့ထွက်ပေါက်ကိုရှာမတွေ့ခဲ့ဘူးပိဿဝဂီ၅ပါးထဲမှာတပါးပါဝင်တဲ့ရှင်အသက်စီမထေရမြတ်နဲ့တွေ့လို့ယေရမဟိတုပဝါတိတဟိတုတသဂတောအာဟဆိုသစ္စာလေးပါးကိုအချင်းချုပ်ဟောပြောလိုက်တဲ့အခါမှာဒီတရားနာရရမှသူဟာဘဝထွက်လန်းကိုကောင်းကောင်းကြီးသိသွားတာဖြစ်တယ်။အနုမို့ဆိုရင်ဒီလမ်းကပြောက်နေနော်။ပြောက်နေတယ်လောကကြီးထဲမှာတောထဲမှာတောနဲ့ကြီးတဲ့သွားနေတဲ့ပုဂ္ဂိုလ်လမ်းပြောက်နေသလိုပဲတန်တရားတောနဲ့ကြီးထဲမှာသွားနေကြရတဲ့ပုဂ္ဂိုလ်တွေနိဗ္ဗာန်ဆိုတဲ့လမ်းကြီးပြောက်နေပြီဆိုရင်အပယ်လေးပုံဆိုတဲ့ဆုချုံတော်ကြီးထဲမှာရောက်ပြီးဒုက္ခတွေခံနေကြရအောင်မှဖြစ်တယ်။အေးလောကမှာမြတ်စွာဘုရားပွင့်လာတယ်။ပွင့်လာပြီးမြတ်စွာဘုရားကအမှန်တရားတွေကိုဟောတယ်။အဲ့ဒီအမှန်တရားကိုကြားနာခွင့်ရမှအသိဉာဏ်တကားပွင့်မှာဖြစ်တယ်။ဒါကြောင့်မို့အခုလိုတရားပွဲလုပ်ပြီးတရားလာနာတယ်ဆိုတာအသိဉာဏ်တကားဖွင့်ဖို့လာတာဖြစ်တယ်။မြတ်စွာဘုရားဟောတဲ့တရားတွေကိုစူးစိုက်ပြီးတော့နားထောင်အောင်မှာဖြစ်တယ်။မြတ်စွာဘုရားကိုယ်တိုင်ကသာဓုကံသူနောထပနတိကရောထအေးကောင်းစွာနားဆိုင်ပြီးတော့ထောင်ညပနတိကရောထစိတ်ထဲမှာနှလုံးသွင်းညာလို့ဆိုပြီးတော့တရားဟောတိုင်းအဲ့လိုမိတ်ကြားလေးရှိတယ်။မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေတလုံးတစ်ပါးမှမလွတ်စေပဲနဲ့ကိုယ်ရင်ထဲရောက်အောင်နာယူလိုက်မှရှင်တဲ့ကတရာဆိုတာဖြစ်ပေါ်လာတာတရာစွမ်းအားနဲ့ပညာစွမ်းအားဟာမြတ်စွာဘုရားရဲ့အဆုံးအမတရားဆိုတဲ့တော့နဲ့ဖွင့်လိုက်မှဒီအသိဉာဏ်တကားကြီးပွင့်လာမှာဖြစ်တယ်ပေါ့အဲ့ဒါလို့ပွင့်လာဖို့ဆိုတာအလုံးကိုခဲရင်ねလူတိုင်းပွင့်သလားဆိုမပွင့်ဘူးတရားဝဲလာတဲ့ပုဂ္ဂိုလ်တိုင်းလည်းပွင့်ခြင်းမှပွင့်တယ်ဒါကြောင့်မလို့တတိထားပြီးတော့နာယူမှတ်သားပြီးမြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်တွေကိုယင်ထဲရောက်အောင်ခရစ်ဆိုင်နားထောင်မှုဗဒမအရေးကြီးတယ်ပေါ့ယတဒတ္တဆိုတဲ့မထေရရဲ့ဒီပုဂ္ဂိုလ်ရဲ့အလောင်းကိုပဲကြည့်နော်မိမိကိုယ်တိုင်လည်းပဲကိုယ့်ကိုပြောလို့ရတယ်တို့ဟာဂေါတမဗုဒ္ဓလက်ထက်မှာလူလာဖြစ်တယ်ဘယ်ဒေသဘယ်နေရာမှာဖြစ်တယ်
ဤတရားဓမ္မတစ်ခုနားလဲရတဲ့အခါယင်ထဲကသဒ္ဓါတွေဖြစ်လာတယ်ထိုယင်ထဲကသဒ္ဓါတွေကြောင့်ကုသိုလ်ကောင်းမှုတွေပြုခဲ့တယ်အဲ့ဒီကုသိုလ်ကောင်းမှုရဲ့စွမ်းဝါးနဲ့လူဖြစ်နတ်ဖြစ်နောက်ဆုံးအရိပတရားဖျားပွင့်တဲ့အခါကျတော့မြတ်စွာဘုရားရဲ့ဆုံးမတရားနားရကြားလိုက်ရတာနဲ့ယင်ထဲကအလင်းဉာဏ်ကြီးကပွင့်သွားတယ်လို့ဒီလိုပြောချင်ပြောချမှာဖြစ်တယ်အဲ့ဒါလို့မှမဟုတ်ဘူးဆိုရင်ဒီလမ်းကြောင်းပေါ်ရောက်ဖို့တော့ဟုတ်ခဲတယ်အခုယတဓာတ္တဆိုတဲ့မထေရများဟာရှေးဘုရားတွေလက်ထက်မှာကုသိုလ်ကောင်းမှုလုပ်ခဲ့တယ်အဓိကာရလို့ခေါ်တယ်အဓိကာရဆိုတာလွန်မြတ်တဲ့လုပ်ငန်းတစ်ခုဥပမာအခုခေတ်ဆိုလို့ရှိရင်ပြောရမယ်ဒါနကောင်းမှုလုပ်တယ်ဒါလည်းအဓိကာရသီလဆောက်တည်ကြတယ်အဓိကာရတရားဓမ္မနာယူကြတယ်အဓိကာရအခုလိုဗိမာန်ကြီးဆောင်းလုပ်ကြတယ်တရားဝဲတွေကျင့်ပါကြတရားနာကြတယ်အဓိကာရမြတ်ဗုဒ္ဓရဲ့ဂုဏ်ကျေးဇူးတော်တွေကိုမျှော်မှန်းပြီးတော့ရှေးအောင်စေတီပထိုးတွေပြုပြင်ပေးကြတယ်ဒါလည်းအဓိကာရလို့ခေါ်တယ်ကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုလှုပ်ဆောင်နေကြခြင်းပဲဖြစ်တယ်။တာမန်လို့မအောင်မိတ်လေးနဲ့ဒီလိုကုသိုလ်ကောင်းမှုလှုပ်ဖို့ဆိုတာလေကြည်ဒီယတတတ္တဆိုတဲ့ပုဂ္ဂိုလ်ဟာအခုလောက်တော့ကြီးကျယ်တဲ့အလုပ်ကိုမလုပ်ခဲ့ရဘူး။ရှေးဘုရားတွေလက်ထက်မှာကုသိုလ်ကောင်းမှုလုပ်ခဲ့တယ်။လုပ်ခဲ့လို့ပဋိမုဒ္ဒရာမြတ်စွာဘုရားပွင့်လာတဲ့အခါမှာသူလူလောကကိုရောက်လာတယ်။အဲ့ဒီလူလောကရောက်လာတဲ့အခါမှာသူကဗြဟ္မဏလူမျိုးဖြစ်ခဲ့တာဗြဟ္မဏလူမျိုးဖြစ်တဲ့အခါကျတော့ဗြဟ္မဏတွေတတ်ရမဲ့အတတ်ပညာတွေပေါ်မှာကြိုးကြိုးဆာဆာသင်ယူလိုက်တဲ့အခါမှာဗြဟ္မဏထဲမှာပညာတတ်ပုဂ္ဂိုလ်တယောက်ဖြစ်ခဲ့တယ်ဒါဟာရိုးရာပဲအခုဗမာပြည်မှာလူဖြစ်လာတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲမိမိတို့ရဲ့အတိုင်းအတာတစ်ခုရောက်အရွယ်ရောက်လာပြီဆိုရင်ပညာသင်ကြရတယ် University တို့ College တို့တက်ပြီးတော့ပညာသင်တဲ့အခါဘွဲတွေရကြတယ်ဒီပုံစံမဲ့ဓာရိုးရာအနေနဲ့တစ်ခုရလာဖြစ်တယ်အဲ့ဒီလိုရိုးရာဖြစ်လာတာဟာနိဗ္ဗာန်လမ်းကြောင်းအတွက်ဒီအခွင့်ကောင်းလို့မဆိုနိုင်သေးဘူးလူဖြစ်လာတဲ့အခါမှာလူရဲ့အခွင့်အရေးလို့ပြောလို့ရနော်လူဖြစ်လာသည့်အတွက်ကြောင့်ဒီအခြေအနေကောင်းတွေဟာကိုယ်မှာဆက်လက်ပြီးတော့ဖြစ်ပေါ်နေတယ်အဲ့ဒီမှာဒီယတဓာတ္တဆိုတဲ့ပုဂ္ဂိုလ်ရဲ့အလောင်းလျာပရိမုဒ္ဒရာလက်ထက်ပရိမုဒ္ဒရာမြတ်စွာဘုရားတဲ့လူဖြစ်ပြီးတော့ပညာတတ်လူဖြစ်ရသို့တော့သူ့ရဲ့နှလုံးသွင်းအစ္ဆတရားကဘာတော့ဆိုအိမ်တော်ရဲ့သားပြုတာမျိုးမလုပ်ချင်ဘူးကာမဂုဏ်အာယုန်တွေကကင်းကွာတဲ့လွတ်လွတ်လပ်လပ်နေထိုင်ပြီးတရားဓမ္မကျင့်ကြံကြိုးကိုအထောက်ချင်တဲ့အလုပ်ကိုလုပ်ချင်တယ်ဒါဒီကနေ့ခေတ်မှာလည်းပဲဒီလိုစိတ်ဆန္ဒတွေရှိကြတယ်နော်တရားပဲအထောက်မယ်တရားပဲအထောက်ဒီခုံတုဝေရူရထားတဲ့ပုဂ္ဂိုလ်တွေတောင်မှပဲတချို့ဒီခေတ်မှာလည်းရှိတာဒီခေတ်မှာပဲရှိတာဥပမာဆရာဝန်ဖြစ်ပြီးတော့မှသာသနာ့ဘောင်ဝင်ပြီးယဟန်ပြုနေတဲ့ပုဂ္ဂိုလ်တွေရှိမျိုးသမီးတွေကလည်းရှိတာအဲ့လူလောကကာမဂုဏ်အာယုန်ရမတော်ထဲမှာမနေပဲနဲ့ရမတော်ထဲမှာမမောမနေပဲနဲ့သာသနာ့ဘောင်ဝင်ပြီးတရားဓမ္မကျင့်ကြံကြိုးကိုအထုံးမဲဆိုတဲ့နှလုံးသွင်းဟာဒီတဘွားထဲမှာဖြစ်တာမဟုတ်ဘူးအတိတ်ဘဝကဖြစ်လာလို့ဒီစွမ်းအားတွေကြောင့်သူအဲ့ဒီလမ်းကြောင်းကိုရွေးတာပဲဖြစ်တယ်နော်အဲ့တော့ကိုယ့်ဘဝကိုငါဘာဝါဒနာပါလဲလို့ကိုယ့်ကိုဆန်းစစ်ကြည့်မကောင်းတဲ့ဘက်ဝါဒနာပါနေရင်ကိုယ်ဟာနှိမ့်မွန်းမှာပဲသိချင်ရှိအတောင်စားဝါဒနာပါသလားအကစားဝါဒနာပါသလားမူရစေဝဝါဒနာပါသလားတရားဝါဒနာပါသလားကိုယ့်ရဲ့ဝါဒနာတွေကိုယ့်ဘက်ကိုစစ်ဆေးကြမှာဖြစ်တယ်အဲ့ဒီဝါဒနာတွေကိုမပြုတ်ပြင်မဲနဲ့ဝါဒနာကိုမတားနဲ့ဆိုပြီးတော့ဆွတ်တိုးလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဆိုးကျိုးတွေညားလာမှာပဲနောက်ပိုက်ကြတယ်နော်တဘွားတိုင်းနဲ့ပြီးမှာမဟုတ်ဘူးနောက်ဘဝလည်းပဲအဲ့ဒီဝါဒနာအမျိုးတွေနဲ့ဆိုးကျိုးတွေနဲ့လုံးလက်ခတ်ပြီးတော့သွားကြမှာလူပဲဖြစ်ဖြစ်တိရစ္ဆာန်ပဲဖြစ်ဖြစ်ဇယိုင်းတဲ့ဝါဒနာဆိုတာပြင်းငဲတယ်တိရစ္ဆာန်တောင်မှပဲ
နော်အေးဆေးဆေးနေတတ်တဲ့တိရစ္ဆာန်ရှိတယ်ဟိုရန်လုတ်ဒီရန်လုတ်တဲ့တိရစ္ဆာန်ရှိတယ်မတူကြဘူးဒီနွားတောင်မှပဲအေးဆေးဆေးနေတဲ့နွားရှိတယ်ရန်လုတ်နေတဲ့နွားရှိနော်အေးဆေးဆေးနေတဲ့နွားကစခွက်တက်ပြီးတော့အစာကျွေးပြီးဆိုသူကသူအေးစားရန်လုတ်တဲ့နွားကတော့တရှူးရှူးနဲ့ဟိုလူခွေတူခွေနော်နွားချင်းလည်းခွေချင်းအဲ့ဒါဇေယိုက်ဆိုးလို့ခေါ်တယ်ငှက်ထဲမှာလည်းပဲဇေယိုက်ဆိုးတွေရှိတယ်တချို့ငှက်ကအေးဆေးဆေးနေတယ်တချို့ငှက်ကတော့မဟုတ်ဘူးနှုတ်သီးကြီးဖြဲအမီးကြီးကားပြီးတော့ဟိုငှက်စိတ်ဒီငှက်စိတ်နေအလုံးရန်လုတ်ခွေးတွေထဲမှာလည်းပဲထို့တူပဲကိုယ့်ကိုလေးလာကြည့်ခွေးတွေထဲမှာလေးလာကြည့်တချို့ခွေးကလူလာသမျှအမီးနှံပြီးတော့ကျိုးဆိုတယ်တချို့ခွေးကတော့မျက်စောင်းကြီးထိုးပြီးတော့မျက်ထောင်နေကြီးနဲ့ကြည့်ပြီးဟိတ်နေကြိုက်ချင်တယ်ဒါဇေယိုက်လို့ခေါ်တယ်ဘယ်ဘဝရောက်ဇေယိုက်ဆိုတာရှိဇေယိုက်ဆိုးတဲ့အမိုင်မျိုးတွေဟာနောက်ဆုံးမှာဆိုးကျိုးတွေနဲ့ပဲကြုံရတတ်တယ်ဆိုတာသတိထားကိုယ်ဇေယိုက်ကိုပြင်မှုလူတွေကိုယ်ဇေယိုက်ကိုပြင်ရမှာသိပြီဆိုရင်ဇေယိုက်မကောင်းဘူးဆိုရင်ဇေယိုက်ကောင်းအောင်ပြင်ရမယ်မကောင်းတဲ့အခြေအနေတွေကိုပြုပြင်ရမှာဖြစ်တယ်အခုဒီယတတတဆိုတဲ့အမျိုးကောင်းသားဟာဒီကဘာကနေပြန်တွက်လိုက်လို့ရှိရင်ကဘာတသိန်းထက်မှာဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားပွင့်တဲ့အချိန်မှာဘုရားနဲ့မတွေ့ရသေးဘူးသူမတွေ့ရသေးပေမဲ့လို့သူစိတ်ဓာတ်ကိုကဒီတရားဓမ္မနဲ့ကျင့်ကြံကြိုးကိုအထုတ်နေခြင်းနဲ့စိတ်ဓာတ်ရှိသည့်အတွက်ကြောင့်တော်တဲ့သွားပြီးတော့ယတိသူတော်စင်ဘဝနဲ့တရားအထုတ်အေးချမ်းချမ်းတော်ထဲမှာယတိသူတော်စင်ဘဝနဲ့သွားပြီးတော့အထုတ်အဲ့ဒါဇေယိုက်အရာလောက်တာကာမဂုဏ်အာယုံယမက်ဆိုးတွေကိုပယ်လှန်ပြီးတော့ယတိသူတော်စင်ဘဝနဲ့တော်ထဲမှာတရားရှာအဲ့ဒီလိုနေတဲ့အချိန်မှာသူ့ရဲ့ကံကောင်းခြင်းတစ်ခုကပါတော့မြတ်စွာဘုရားကသူနေတဲ့တော်ထဲကိုကြွလာတယ်ဆုံစည်းမှုပေါ့နော်ဗုဒ္ဓဘုရားမြတ်စွာဘုရားကြွလာတာမြင်တဲ့အခါကျဖះမြင်လိုက်တာနဲ့ကြီးညိုစိတ်ဖြစ်သွားဒါကလူတိုင်းဖြစ်သလားဆိုမှဖြစ်ဘူးနော်အခုဘဝလေကိုယ့်အကိုစဉ်းစားကြည့်ဖះမြင်လို့လက်အုပ်ချီမိတဲ့လူရှိတယ်လို့လက်အုပ်မချီတဲ့လူတွေလည်းအများကြီးရှိလောကမှာမြန်မာပြည်မှာတလင်းတော့ပကိုးရာလို့ဆိုရလောက်အောင်ဖះတွေအများကြီးကြုံတွေ့ကြတယ်အဲ့လိုကြုံတွေ့တဲ့အခါမှာတွေ့နေကြပဲလို့ဆိုပြီးတော့တွေ့ပြီးရှောင်သွားတဲ့ပုဂ္ဂိုလ်မြင်သားပဲမျက်စိကမြင်တယ်သို့တော့အော်ဖះပါလားဆိုလက်အုပ်ချီမိတဲ့လူဟာရှားခိုင်နှုံးဘယ်လောက်ရှိအမှန်တမ်းမှနေပေါ့နော်ဘယ်လိုဖះပဲဖြစ်ဖြစ်ဇေဒီပထိုးမြတ်စွာဘုရားကိုရည်စူးပြီးတော့တည်ထားတဲ့ဇေဒီပထိုးတွေကိုဒီမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာရုံပြုပြီးတော့လက်ဥကလေးတစ်ချိန်ခြိလိုက်ရတဲ့ဆိုရယ်ကုသိုလ်ဟာနေတဲ့ကုသိုလ်မဟုတ်ဘူးကြည်ဒီမျိုးကောင်းသားဟာတတ်တော်ထင်ရှားဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားသူသရင်သုံးနေထိုင်တဲ့သင်္ကန်းကျောင်းနာအနီးကနေပြီးတော့မြတ်စွာဘုရားကြွသွားတဲ့အခါမှာရှင်ထဲမှာတရားဖြစ်လာအော်ပုဂ္ဂိုလ်မြတ်ဆိုတဲ့အတိဖြစ်လာနော်ပုဂ္ဂိုလ်သူမြတ်ကြီးပဲဆိုပြီးတော့ရှင်ထဲမှာကြီးညိုတရားဖြစ်ပြီးဘာလုပ်လဲမြတ်စွာဘုရားကိုလက်ဥကလေးချီပြီးတော့သူရပ်နေတယ်ဘာမှလည်းမလှူဘူးဝှချတာလည်းမဟုတ်ဘူးလက်ဥချီလိုက်တာသူတော့သူရှင်တပါးအနေနဲ့ဆိုပြီးတော့သူတွေ့တာတရားလည်းမနာဘူးလက်ဥလေးပဲချီလိုက်တယ်နော်လက်ဥချီတဲ့ကုသိုလ်လေးပဲသူလုပ်လိုက်တယ်အဲ့ဒီကုသိုလ်ကနေပြီးတော့ပို့လိုက်တာဒီလမ်းကြောင်းပေါ်အဲ့တော့ဘုန်းကြီးတို့တွေလည်းသတိထားရမှာပေါ့ဘယ်စိတ်ဒီပထိုးပဲဖြစ်ဖြစ်လက်ဥချီမိဖို့ရှင်တဲ့နှလုံးထဲမှာဟိုတတော်ထဇာမြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာရုံပြုပြီးလက်ဥချီမှုရှိခိုးမိဖို့လက်ဥတစ်ချိန်ချီလိုက်ရတဲ့ကုသိုလ်ဟာလူချမ်းသာနတ်ချမ်းသာဆိုတာအသာလေးပေးနိုင်တဲ့ကုသိုလ်ကောင်းမှုပဲသို့တော်လူတွေဟာလှုပ်လွယ်ကြသလားဆိုအမှန်တန်လှုပ်ခဲတယ်ပေါ့ဘယ်ရာပဲဖြစ်ဖြစ်ဘဝတစ်ခုကောင်းစားဖို့အတွက်ကလိုအပ်ချက်တွေကဘာတွေတော့ဆိုတတ္တာဆိုတဲ့စိတ်ကြည်နူးမှုဟာအရေးကြီးတယ်နော်
ပတ္တနာမာနတောဆိုကြီးညိုတဲ့စိတ်တွေဖြစ်တယ်မြတ်စွာဘုရားဇေဒီပထိုးမြင်လိုက်တာနဲ့စိတ်ထဲမှာကြည်သွားတယ်မြတ်စွာဘုရားဖွာလိုက်တွေးလိုက်တဲ့အခါမှာစိတ်ထဲမှာကြီးညိုသရာဖြစ်သွားတရားနာရင်လည်းကြီးညိုသရာဖြစ်သွားတယ်ဒါအရေးကြီးဆုံးကြီးညိုသရာဖြစ်တဲ့အတိုင်းပဲကိုကျင့်သီလကလည်းကောင်းတယ်ဘဟုတုတဆိုရယ်တရားဓမ္မနဲ့ပတ်သက်ပြီးတော့သင်ယူမှုဆိုတဲ့တုတမိမိရှိတာပါပဲဖြစ်ဖြစ်စွန့်လွတ်နိုင်မှုဆိုတဲ့ generosity စာခအကောင်းဆုံးအကြောင်းကျိုးခွဲခြားသိမှုဆိုတဲ့ပညာတတ္တာသီလတုတစာခပညာဒီ၅ခုကိုမှတ်ထားတတ္တာရဲ့သီလရဲ့တုတရဲ့စာခရဲ့ပညာအဲ့ဒီ၅မျိုးဟာသူရဲ့ရင်ထဲလောက်လာပြီဆိုလို့ရှိရင်ကိုယ်ဆန္ဒရှိရာတွေကိုဖြစ်ပေါ်စေနိုင်တဲ့ကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တဲ့ဆူတောင်းပြည့်စေတတ်တဲ့အရေးချင်း၅မျိုးကုသိုလ်၅မျိုးလို့ခေါ်တယ်သင်္ခါရဝပတ္တိတုံးမှာအဲ့ဒီ၅မျိုးမရှိဘဲနဲ့ဆူတောင်းရင်လည်းမရဘူးအဲ့၅မျိုးရှိလို့ရှိရင်ဆူမတောင်းပဲလည်းရတယ်သို့တော့ဆူတောင်းခြင်းအပြင်ခိုင်မာမှုတစ်ခုကိုပြတယ်ဆူမတောင်းမှုဆိုရင်အကျိုးကတော့ရမယ်ကိုလိုချင်တဲ့ဟာဟုတ်ချင်မှာဟုတ်ပဲကောင်းကျိုးတော့ကောင်းကျိုးပဲဒီလိုဆိုလို့လေဥတီချက်တစ်ခုထားပြီးတော့ဆူတောင်းလို့ရမယ်လူတွေကတော့အဲ့လိုမထင်ဘူးဖေဖေရကဆူတောင်းပြေးဆိုတာလိုက်ရှာဆူတောင်းပြေးဆိုတဲ့ဖရာလိုက်ရှာနော်ဆူတောင်းပြေးဖရာဆိုဟုတ်ဒီဖရာကိုဆူတောင်းပြေးလို့ခေါ်လိုက်ရင်ဟိုဖရာကဆူတောင်းမပြေးဘူးလားလို့ပြောစရာဖြစ်သွားနော်ဖရာမှန်သမျှဘယ်ဖရာဖြစ်ဖြစ်ဖရာတူတူပဲမြတ်စွာဘုရားကုံကိုရည်စူးပြီးတော့တည်ထားတဲ့ကိုးဝယ်ထားတဲ့ဘုရားတွေကြီးပဲကားလို့ဒီဘုရားကမှဆူတောင်းပြည့်တယ်ဟိုဘုရားကဆူတောင်းမပြည့်ဘူးဆိုတာတလွဲမှတ်သားနားလည်နေကြတာလားဖြစ်တယ်ဆူတောင်းပြည့်ခြင်းမပြည့်ခြင်းမှာကိုယ့်ရင်ထဲကကုသိုလ်ရင်ထဲကစွမ်းအားတွေရှိမရှိအဓိကကြတယ်ကိုယ်မှာရှိရမယ်ဟာဘာတော့တတ္တာရှိရမယ်သီလရှိရမယ်သုတ္တရှိရမယ်စာကရှိရမယ်ပညာရှိရမယ်အဲ့ဒါအဓိကအဲ့ဒီ၅ခုရှိလို့ပြည့်တာလို့မှတ်သားထားဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒီ၅ခုရှိရင်ဘယ်ဖရားပဲဖြစ်ဖြစ်ကြီးညိုနိုင်တယ်ကိုးဝဲနိုင်တယ်ဆိုတဲ့အနေအထားမျိုးကိုရတယ်အဲ့ဒါကိုသတိထားဖို့လိုအပ်တယ်ဒီမျိုးကောင်းသားကဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားနဲ့တွေ့တဲ့အချိန်လေးမှာရှင်ထဲကသရာဖြစ်တယ်ကိုကျင့်သီလကိုယသိဆိုတော့ကိုကျင့်သီလကိုလည်းထိမ့်သိမ်းဆောက်ရင်ထဲကတရားရဲ့ကိုကျင့်သီလရဲ့လောကမှာဘုရားဆိုတဲ့ပုဂ္ဂိုလ်ရှိတယ်လို့ကြာဘူးနာဝရှိတယ်သုတ္တနော်သူ့မှာတော့စာကားဆိုပြီးတော့လှူလိုက်တာဘာမှမရှိဘူးသို့တော့လက်ဥချီလိုက်တယ်လက်ဥချီလိုက်တဲ့ရှိခိုးလိုက်တဲ့ပုဂ္ဂိုလ်အဖြစ်သူဟာသဘောပေါက်နားလည်လိုက်တယ်ပေါ့အဲ့ဒါကသူ့မှာတတ္တာသီလသုတ္တစာကပညာဆိုတဲ့အရေးချင်းကရသူ့မှာရအောင်ဒီလိုဆိုလို့တယ်ပေါ့နော်အဲ့ဒီ900ခြေပြုတ်လိုက်တဲ့သူလုံးလိုက်တဲ့လက်ဥကလေးတစ်ချိန်ခြေလိုက်ရတဲ့ကုသိုလ်ကောင်းမှုခြေနူးဖះကိုအာယုံပြုပြီးခြေနူးလိုက်ရတဲ့ကုသိုလ်ကောင်းမှုတစ်ခုကြောင့်လူဘဝနတ်ဘဝရောက်ရပြီးကဘာတသိန်းကိုကြော်ဖြတ်ခဲ့ပြီးတဲ့နောက်မှာဂေါရမမြတ်စွာဘုရားပွင့်လာဂေါရမမြတ်စွာဘုရားပွင့်တဲ့အခါမှာမလတိုင်းမှာမလမင်းမျိုးတဲ့လူလာဖြစ်ပြန်တန်တရားဆိုတော့လဲနေတာပဲเนาะတန်တရားဆိုတော့လဲဘုန်းကြီးတို့တွေမြန်မာပြည်မှာဘယ်ဒီလူဖြစ်ခဲ့တယ်ဆိုတာအကယ်၍သာအတိတ်ဘဝကိုမှတ်မိမယ်ဆိုရင်တော့သိရှိကောင်းသိရှိနေတယ်။ဘာဖြစ်လို့လဲဆိုတစ်ချိန်တုန်းကမြန်မာနိုင်ငံမှာပကံခေတ်ကြီးပကံရဲ့ခေတ်ကုံဆုံးသွားတဲ့အခါမှာမြင်းဆိုင်ဆိုတာအဲ့ဒီမှာမြို့တိထောင်လာမြင်းဆိုင်မှာမြို့တိထောင်ရနေပြီးနောက်ဆုံးပင်းရဆိုတာရောက်လာတစည်းရှင်တိဟသူတို့ဥဇနာတို့ကျော်စွာတို့ဆိုတဲ့ရှမ်းညီနောင်3ယောက်ပင်ရခေတ်ကိုတည်တော်တာလပင်ရတီလို့ဆိုတဲ့အတိုင်း6ခွန်လေး
684ခုနှစ်မှာပင်ရတည်ထောင်ခဲ့တာဖြစ်တယ်နောက်ပင်ရတည်ထောင်ပြီးတော့3နှစ်အကြာမှာစကိုင်းတည်ထောင်တာတန်တတိုင်းစကိုင်းတည်ဆိုသောတာလပင်ရတည်တန်တတိုင်းစကိုင်းတည်ဆိုအဲ့တော့အခုလိုဒီနေရာမှာတစ်ချိန်တုန်းကတစည်းရှင်တိဟတုဆိုတဲ့ဘုရင်အုပ်ချုပ်ပြီးတော့မြို့ပြထီထောင်ခဲ့တာဖြစ်စကိုင်းမင်းအသက်ခရာစောယုံကသူ့ရဲ့သားစကိုင်းတည်တယ်တခါဒီနာကအင်းဝဆိုတာကိုတည်တဲ့ပုဂ္ဂိုလ်ကြတော့အသက်ခရာစောယုံရဲ့ဒီသမီးတော်စိုးမင်းကိုတော်ကြီးနဲ့သရိုးစင်တိန်တို့အကြောင်းပါပြီးရလာတယ်ရာဟုလာလို့လေငယ်နာမည်ရှိတယ်နောက်ပိုင်းကျတော့သရိုးမင်းများလို့ခေါ်တယ်နော်သရိုးမင်းများလို့ခေါ်တယ်သူကအင်းဝနေပြီးတော့ယူထီထောင်တာဖြစ်တယ်ပေါ့အဆက်တွေပဲအကုန်အဆက်တွေကဲအဲ့တော့ဒီဘဝမှာသူတို့တစ်ချိန်လုံးကဒီမှာဖြစ်ခဲ့ဒါပေမဲ့အခုမရှိကြတော့မရှိကြတော့ဘဝတန်တရားဆိုတာဒီလိုပဲကျင်နေသွားကြတာနော်မရှိဘူးဆိုတာဘဝမှာအရင်တုန်းကတော့တည်ရသူနာမည်နဲ့ပေါ်လာတာဖြစ်တော့လေအခုချိန်မှာတော့ဘယ်နာမည်နဲ့အကယ်၍များလူဖြစ်မယ်ဆိုရင်တော့နာမည်တစ်ခုနဲ့ပေါ်နေမှာပေါ့နော်နာမည်တစ်ခုနဲ့ပေါ်နေမှာတန်တရားထဲမှာမရှိတာတော့မဟုတ်ရှိနေမှာပဲပေါ့အဲ့လိုတန်တရားထဲချင်းလဲတဲ့အခါမှာဟိုရောက်သွားလိုက်ဒီရောက်သွားလိုက်ဒီလိုတော့ရှိကိုလုတ်တဲ့ကံအားလေးရောဆိုဖြစ်ကြယထာကမ္မံဂမိတ်တန္တိပုံညပပဖလူပကလောကလူတွေဆိုတာကုသကံအကုသကံအားလျော်စွာထိုးထိုးပုံဘဝကိုရောက်သွားကြတယ်ကံဥဆောင်တဏှာကိလေသာတွေကဥဆောင်သွားတဲ့ကံပြစ်ချရာအရာမှာရောက်နေကြတယ်ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေကကောင်းတဲ့ဘုံမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေကမကောင်းတဲ့ဘုံဆိုပြီးတော့ဘာနဲ့ဥပမာတူတော့ဆိုမိထားကြီးနဲ့ခီးသွားတဲ့လမ်းမှာဆင်းသွားတဲ့လူတွေဟုတ်လားဟောဘူတာဒီဘူတာလူတွေဟာသွားကြလာကြဒီလိုသွားနေကြသလိုပဲတန်တရားကြီးတဲ့မှာတရားတွေဟာမျိုးစုံအခုလိုသွားနေကြတာဖြစ်တယ်အဲ့တော့ကိုလုတ်ခဲ့တဲ့ကံနေလို့ဆိုတဲ့နေရာမှာတတိထားဖို့ရဘုန်းကြီးတို့တွေဟာငါဘာမှမလုပ်ပါဘူးအိမ်မှာထိုင်းနေတာပါလို့မပြောလို့မရနော်ကိုယ့်ရင်ထဲမှာကံနေဖြစ်နေတယ်ဆိုတာတတိထားဘယ်လိုဖြစ်တာတော့လို့ဆိုစိတ်ထဲမှာဖြစ်ပေါ်လာတဲ့ကံကိုမနောကံလို့ခေါ်တယ်နှုတ်ကတူတယောက်နဲ့ပြောလိုက်တဲ့အခါစိတ်အခြေအနေတစ်ခုရပြောလိုက်တဲ့စကားဟာအကုသိုလ်ကံဖြစ်သွားတယ်ကိုယ်ဒီလျောက်လုံးလိုက်တဲ့အလုပ်တစ်ခုကကာယကံဖြစ်သွားတယ်အဲ့ဒီလောဘဒေါသမောဟဆိုတဲ့အကုသိုလ်တရားတွေဥဆောင်ပြီးလုပ်လို့ရှင်အကုသိုလ်ကံဖြစ်သွားပြီးတော့အလောဘအဒေါသအမောဟဆိုတာတွေဥဆောင်ပြီးတော့လုပ်တဲ့ခါကျကုသိုလ်ဖြစ်သွားပြန်ဒါမို့လူတွေဟာဥဘောပုံညာဥဘောပါပင်စဥဘောပုံညင်စပါပင်စယမစ္စောကုရုတိဣထလက်ရှိဘဝမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်ကုသိုလ်လည်းလုပ်တယ်အကုသိုလ်လည်းလုပ်တယ်အဲ့ဒီကုသိုလ်အကုသိုလ်ဟာတင်ညိတတတကံဟောတိသူပိုင်ဆိုင်တဲ့အရာသူ့ရင်နဲ့ရောက်သွားတာပိုင်နေဆိုတော့ကိုယ့်ရင်နဲ့မှဖြစ်တာကိုယ်နဲ့ပဲဆိုင်တယ်ဒီလိုဆိုလို့ပါနော်ကိုယ့်ရင်နဲ့မှဖြစ်သွားလို့ကိုယ်နဲ့ဆိုင်တယ်ဆိုင်ယုံနေလားလို့သိရင်ကြံရင်မှလားလို့ဆိုမဟုတ်ဘူးတင်စအာရယခိစ္စတိရွှေတွေငွေတွေတော့ယူသွားလို့မရဘူးကိုယ်ပိုင်တာဘာမှယူမသွားလို့မရဘူးငကက်ကစချုပ်ထားလိုက်ကြမှာပဲနော်အဝတ်စားလည်းချွတ်လိုက်မှာပဲဘာမှယူသွားလို့မရဘူးယူသွားလို့ရတာကုသကံအကုသကံဘယ်သူမှကိုယ်เสียကုသကံကိုလည်းဆွဲယူလိုက်မှာမဟုတ်ဘူးအကုသကံကိုလည်းဘယ်သူမှချွတ်ယူမှာမဟုတ်ဘူးအဲ့ဒါကြတော့တင်စအာရယကိစ္စတိဒါကိုကိုယ်ပဲယူရမှာဖြစ်တယ်အဲ့ဒါကံချမရဲ့သဘာဝကိုသတိထားပြီးတော့ဘာလို့ကနေ့စဉ်ဘဝမကောင်းတာတွေမလုပ်မိအောင်တတိကြီးစွာထားပြီးတော့မကောင်းတာတွေကရှောင်ဖို့ပဲလို့တယ်ကောင်းတဲ့ကုသိုလ်ကောင်းမှုတွေကိုယ်တဏ္ဍာဖြစ်အောင်လုပ်ဖို့ဒါဟာလူဘဝဖြစ်တဲ့အခိုက်မှာအရေးကြီးဆုံးသောဒီ
အခွင့်အရေးတရရထားလို့အရေးကြီးဆုံးသောအလုပ်ဖြစ်တယ်အဲ့ဒါလိုမဟုတ်ဘဲနဲ့အမတ်တမဲ့နေသွားလို့ရှိရင်တစ်နှစ်ပြီးတစ်နှစ်တစ်နှစ်ပြီးတစ်နှစ်အသက်တွေကြီးလာပြီနောက်ဆုံးသိသွားကြမှာပဲဘယ်သူပဲဖြစ်ဖြစ်မသိတဲ့လူတယောက်မှမရှိဘူးအချိန်စိရင်သိသွားမယ်အချိန်မစိခင်နဲ့သိတဲ့လူတွေရှိတာဒါမှမဟုတ်သိတယ်ဆိုတာဟာလူဘဝရောက်လာပြီဆိုတော့မသိနိုင်တာ၅မျိုးရှိတယ်စီဝိတံဗျာတိကာလောစဒေဟနိက္ခေပနံဂတိမသိနိုင်တာကိုအသက်ဘယ်လောက်ရှည်မယ်ဆိုတာလည်းသိနိုင်ဘူးတရားနော်ဘယ်လောက်ရှည်မယ်ဆိုတာမသိနိုင်ဘူးအဲ့တော့ကိုယ်အသက်တွဲမနေနဲ့ငါငယ်ငယ်လေးလို့ဆိုပြီးတော့တွဲလို့မရဘူးအဲ့လိုငယ်လည်းသိချင်းသိတာပဲနော်အဲ့တော့ငါငယ်သေးတယ်ဆိုပြီးတော့လည်းတွဲမနေအသက်ကိုလည်းမသိနိုင်ဘူးတဲ့ဗျာတိဘာယောဂဖြစ်မယ်ဆိုတာလည်းတွဲလို့မရဘူးဒီတချို့တလေယောဂဆိုလို့ရှိရင်မထင်မှတ်ပဲနဲ့ကင်ဆာတဲ့ဘာတဲ့သွားဆန်းလိုက်ပေါ်လာယောဂဆိုလည်းမသိနိုင်ဘူးတဲ့စီဝိတံဗျာတိကာလတရားမဲ့အချိန်ဆိုလည်းမသိနိုင်ဘူးဒေဟနိက္ခေပနကိုသိရင်ပဲတင်ချိုင်းချမယ်ဆိုမသိနိုင်ဒါရင်လားလို့ဆိုမဟုတ်သိပြီးတဲ့နောက်ဘယ်ဘုံရောက်မယ်ဆိုလည်းမသိနိုင်ဘူးမသိနိုင်တာတွေ၅မျိုးရှိတယ်ပေါ့နော်အဲ့တော့မသိနိုင်တာတွေ၅မျိုးရှိသည့်အတွက်ကြောင့်ကိုသိနိုင်တာကိုလှုပ်ထားဖို့လိုအပ်တယ်ပေါ့ကိုသိနိုင်တာဘာလို့ဆိုရင်ကိုရင်ထဲမှာကုသိုလ်တွေဖြစ်သလားအကုသိုလ်တွေဖြစ်သလားငါဘဝမှာကုသိုလ်ရနေသလားအကုသိုလ်ရဒါတော့ကိုသိလို့ရတယ်တတိထားမယ်ဆိုရင်ကုသိုလ်ကိုသိနိုင်တဲ့အရာတွေဖြစ်တယ်ပေါ့ဒါကြောင့်မို့ကုသိုလ်ရအောင်ကုသိုလ်တရားတွေလုပ်ပြီးအကုသိုလ်တရားတွေကရှောင်ရှားကြရမှာဖြစ်တယ်အေးဒီအမျိုးကောင်းသားမေဘေယကုသိုလ်လုပ်တာမဟုတ်ဘဲနဲ့ဘုရားကိုလည်းဥချလိုက်တာနဲ့ကဘာတသိန်းခါလပ်ပတ်လို့ဒီကုသိုလ်ကံရဲ့အဆောင်ရှောင်နဲ့နောက်ဆုံးမှာဂေါရမဘုရားပွင့်လာတဲ့အချိန်မန္လတိုင်းမှာမန္လမင်းမျိုးထဲမှာလူလာဖြစ်တယ်လူလာဖြစ်တဲ့အခါထုံးစံနိုင်ပဲလူဘဝရရင်ဒုက္ခအခြေအနေရတက္ကသိုလ်သွားပြီးတော့သင်နိုင်တဲ့အထာရသ18ပါးသောအတ္တပညာတွေကိုသင်ယူပြီးတော့တက္ကသိုလ်ကပြန်လာတဲ့အခါမှာအပေါင်းအသင်းရောင်းရင်ဖြစ်တဲ့တပိယဆိုတဲ့ပြပိုင်နဲ့ဆုံတွေ့ပြီးတပိယနဲ့အတူလှည့်လည်သွားလာနေတယ်လူဆိုတာအသက်အရွယ်ရောက်လာပြီဆိုရင်တကယ်ချင်းပေါင်းသင်းဆိုတာလည်းရှိလာတယ်လေတပိယဆိုတာပြပိုင်တာမန်ပုဂ္ဂိုလ်တော့မဟုတ်ဘူးကသဝဘုရားနောက်ပိုင်းမှာတောင်ထိပ်တက်ပြီးတော့အသက်ဆွန်တရားအထုတ်တဲ့ပုဂ္ဂိုလ်9ပါးရှိသာသနေနဝိနမကံဇီဝိတေနအလမယံမြတ်စွာဘုရားသာသနာတော်ကြီးမကြခင်ကွယ်တော့မယ်နော်ကွယ်တော့မယ်အရေးရောင်နေသူတို့သိလာတဲ့အခါကျတော့အေးဘုရားသာသနာကွယ်သွားလို့ရှိရင်တို့သာသနာနဲ့တွေ့ရတော့မှမဟုတ်တော့ဘူးသာသနေနဝိနမကံဇီဝိတေနအလမယံမြတ်စွာဘုရားသာသနာကင်းပြီးအသက်ရှင်နေလို့တို့ဘာအကျိုးရှိမှာတော့တို့စောစားကြမယ်ဆိုယဟန်9ပါးဟာတိုင်ပင်ပြီးတော့ဥပ္ပတောင်လို့တောင်ထိပ်တစ်ခုကိုလှေကားထောင်ပြီးတော့တက်ကြတယ်နော်ပြန်ဆင်းလို့မရတဲ့တောင်မျိုးတက်ပြီးတဲ့အခါကျတော့အပေါ်ရောက်တဲ့အခါကျတော့ကဲမဆုံးဝန်းတဲ့ပုဂ္ဂိုလ်တွေပြန်ဆင်းဆုံးဝန်းတဲ့ပုဂ္ဂိုလ်တွေဒီပေါ်မှာဆက်နေလို့အကြီးဆုံးကပြောတဲ့အခါကျတော့အားလုံးဟာသဘောတူလို့မဆင်းဘူးဘယ်သူမှသိခြင်းတရားကိုရင်ဆိုင်မယ်အားလုံးတရားတို့တရားမြတ်ရအောင်သက်စွန့်ပြီးကြိုးစားကြမယ်ဒါကိုပြောတာနောင်ရိုးမှာဖောင်ဖြတ်တယ်ဆိုတာနော်နောင်ရိုးတိုက်ပွဲလို့ခေါ်တယ်ဟိုဘက်ကပြန်ပြီးတော့ကူဖို့မစင်းစားနဲ့တော့ဖောင်ဖြတ်ပလိုက်ပြီဒီဘက်ကအကုန်ပြောင်းပြီးပြီရှုံးရင်လည်းသေပဲနော်ဘီရဲ့နောင်တော်ရထားဖောင်ဖြတ်ပြီးတော့တိုက်တယ်ဆိုတာအဲ့ဒါဒီယဟန်တွေဟာလည်းပဲလေကားဖြတ်ပြီးတော့တိုက်ပွဲဝင်တဲ့သဘောပဲအဲ့ဒီကတ္တဝမြတ်စွာဘုရားနောက်ပိုင်းမှာအသက်ဆုံးပြီးအာထုတ်တဲ့ထဲမှာအကြီးဆုံးပုဂ္ဂိုလ်ကယဟနာဖြစ်သွားတယ်ဒုတိယပုဂ္ဂိုလ်ကအနာဂံဖြစ်သွားတယ်ကျန်တဲ့၅ပါးကဘာမှမဖြစ်ဘူးနဲ့အစာရည်စာငတ်ပြတ်ပြီးတော့သိဆုံးသွားကြအဲ့၅ပါးထဲမှာတပိယဆိုတာတူပါနော်တပိယဆိုတာပြပိုက်တူပါအဲ့ဒီတပိယပြပိုက်နဲ့အခုဒီယတတတဆိုတဲ့ယန္နာဖြစ်မဲ့ပုဂ္ဂိုလ်
အပေါင်းအသင်းဖြစ်ပြီးတော့တပည့်ရကသူ့ရဲ့အတိတ်ဘဝကခုနတရားအထုတ်တဲ့ထဲမှာအနာဂံဖြစ်သွားတဲ့သူတို့ရဲ့တငယ်ချင်းဒုတိယယဟန်တော်ကြီးကဗြဟ္မာကြီးဖြစ်တယ်သူကလာပြီးတော့တတိပေးတယ်တပည့်ရဟာလွယ်မှားစွာကျင့်နေသည့်အတွက်ကြောင့်အဲ့ဒီဗြဟ္မာကြီးကဆင်းပြီးတော့မင်းဟာယဟန္တာလည်းမဟုတ်ဘူးယဟန္တာကျင့်လည်းမရှိဘူးဘယ်ပုဂ္ဂိုလ်ကိုယ်ဝေရမယ်ဘယ်သူစကားနားထောင်အောင်မယ်ဆိုတော့မင်းမသိဘူးအဲ့ဒါကြောင့်မို့လို့ဟောဒီမေကွန်း20သွားမေးပညာရှိယဟန်သမဏဗြဟ္မဏတွေချင်းကပ်ပြီးတော့မေးဒီမေကွန်းတွေကိုစိတ်တိုင်းကြလောက်အောင်ဖြေနိုင်တဲ့ပုဂ္ဂိုလ်ရဲ့တရားကိုနာသူ့ရဲ့တစ်ဖက်ခံဆိုပြီးလွတ်လိုက်မြတ်စွာဘုရားစီရောက်လာအဲ့ဒါတပည့်ရတုတ်ဆိုရှိနော်အဲ့ဒီလိုတပည့်ရကတရားဓမ္မနာဖို့မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာမေကွန်းတွေတစ်ခုပြီးတစ်ခုမေးတယ်မေကွန်းပေါ်ပေါင်း20မေးအဲ့တစ်ခုပြီးတစ်ခုမေးနေတဲ့အချိန်မှာသူနဲ့အတူပါလာတဲ့ပုဂ္ဂိုလ်ဟောဒီယတထထဆိုတဲ့ပုဂ္ဂိုလ်နော်ဘုရားကိုချီးညိုတဲ့စိတ်နဲ့လိုက်လာတာမဟုတ်ဘူးမေကွန်းတွေမေးဖြေဆိုတဲ့မြတ်စွာဘုရားရဲ့အယူဝါဒပေါ်မှာအပြစ်ရှာဖို့သူကလိုက်လာတာဖြစ်တယ်အဲ့ဒီထိအောင်သူစိတ်ကောင်းနှလုံးကောင်းမရှိသေးဘူးတတိထားလူဘဝဆိုတာနော်ဟုတ်ဗုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားနဲ့တွေ့တော့မှစိတ်ကလေးကြည်နူးပြီးလက်ဟုတ်ချီလိုက်တယ်အဲ့ဒီကုသိုလ်လေးကိုသူမေ့သွားပြီနော်လူဖြစ်ပြီးမြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့ကြည်မြတ်စွာဘုရားကတပည့်ရကိုမေးခွန်းတွေဖြေနေတဲ့အခါမှာသူကမှားခွက်ကိုရှာနေတယ်အမှားပြောမယ်ဆိုရင်သူထောက်နော်မှားခွက်ကိုရှာနေတယ်အဲ့ဒီမှားခွက်ကိုရှာပြီးတော့မြတ်စွာဘုရားရဲ့တရားကိုကြီးညိုသရာနဲ့နာတာမဟုတ်ဘဲနဲ့မှားခွက်ရှာနေတာတွေ့ရတော့မြတ်စွာဘုရားကသူ့ကိုတပည့်ရကိုတရားဟောပြီးတဲ့နောက်သူ့ကိုသီးသန့်ဩဝါဒပေးလိုက်တယ်အဲ့ဒီဩဝါဒပေးတာကာရပုတ်ပေါင်း5ခုနဲ့သူ့ကိုဩဝါဒပေးတယ်အဲ့ဒီဩဝါဒပေးတဲ့စကားတွေဟာသူ့ရင်ထဲမှာအမှတ်တရဖြစ်သွားပြီနောက်ဆုံးသူကလည်းပဲမြတ်စွာဘုရားရဲ့အဆုံးအမဩဝါဒတိုင်းလိုက်နာတော့ယဟန္တာဖြစ်သွားတာပေါ့နော်အဲ့ဒီသူ့ကိုတတိပေးတဲ့မြတ်စွာဘုရားရဲ့အဆုံးအမစကားတွေကိုပဲသူရင်ထဲကအမှတ်တရအနေနဲ့ပြန်ပြောပြတာဖြစ်တယ်မြတ်စွာဘုရားကသူ့ကိုဆုံးမတယ်တပည့်ရကိုတရားရှင်းပြနေတဲ့အချိန်မှာမြတ်စွာဘုရားရဲ့စကားထဲမှာအမှားရှာအမှားထောက်နေတယ်အဲ့ဒီတော့မြတ်စွာဘုရားသူ့စိတ်ကိုသိပြီးတော့ဥပါရမ္မစိတ်တော်ထုံမေတော်သူနာတိစိနာသာသနာအေးအတိညာနဲတဲ့အကောင်လေးဟာအတိညာနဲတဲ့လူတွေဟာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ကိုအပြစ်ရှာလိုတဲ့စိတ်နဲ့နားထောင်နေသူ့ကိုတိုက်ရိုက်ပြောလိုက်တယ်နော်အပြစ်ရှာလိုတဲ့စိတ်နဲ့နားထောင်နေတာလိုက်နာကျင့်သုံးမယ်ဆိုတဲ့စိတ်နဲ့နားထောင်အောင်မှာအပြစ်ရှာလိုတဲ့စိတ်နဲ့နားထောင်အောင်မှာမဟုတ်ဘူးရှောင်ရံနဲ့ဆောင်ရံနှစ်ခုပဲရှိတယ်ရှောင်ရမယ့်တရားကိုငါတို့ရှောင်မယ်လှုပ်ဆောင်ရမယ့်တရားကိုငါတို့လှုပ်ဆောင်မယ်ဆိုအဲ့ဒီသိလို့တဲ့စိတ်ကျင့်လို့တဲ့စိတ်နဲ့ပဲတရားနာရမယ်လို့သူဆိုသူကအဲ့လိုမဟုတ်ဘူးအပြစ်ရှာတဲ့စိတ်ဥပါရမ္ဗဆိုဘယ်နေရာဖြင့်ထောက်ပြလိုက်မယ်ဘယ်နေရာဘယ်လိုပြောတာထောက်ွက်ဆိုပြီးတော့အဲ့ဒီစိတ်နဲ့တရားနာနေတယ်တဲ့အဲ့လိုတရားနာမယ်ဆိုရင်အာရကာဟောတိတတ္တံမှာနဘသောပထဝီယထာမြေကြီးနဲ့ကောင်းငင်ဟာအလှမ်းဝေးသလိုတဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာသူတော်ကောင်းတရားတွေနဲ့အလှမ်းဝေးတယ်လို့သာမှတ်လိုက်အလှမ်းဝေးပြီလို့သာမှတ်လိုက်နော်ကျင့်လို့တဲ့စိတ်ရှောင်ရမယ့်ဟာကိုရှောင်လို့တဲ့စိတ်လိုက်နာရမယ့်ဟာကိုလိုက်နာလို့တဲ့စိတ်နဲ့တရားမနာပဲနဲ့အပြစ်ရှာပြီးတရားနာမယ်ဆိုလို့ရှိရင်တဲ့တကယ်သူတော်ကောင်းတရားနဲ့မင်းဟာဝေးပြီကောင်းငင်နဲ့မြေကြီးဝေးတယ်လို့ပဲမင်းနဲ့ဝေးပြီလို့သူတို့ပြောလိုက်တာနောက်ဒုတိယဂါထာမှာလည်းပဲဥပါရမစိတ်တော်ထုံမေတော်သူနာတိစိနာသာသနာအသိဉာဏ်ကဲမဲ့တဲ့ပုဂ္ဂိုလ်တရားဟာအပြစ်ရှာလို့တဲ့စိတ်နဲ့အပြစ်ရှာတဲ့စိတ်နဲ့မြတ်စွာဘုရားရဲ့ဆုံးမစကားကိုနားထောင်တယ်အဲ့ဒီလိုနားထောင်မယ်ဆိုရင်ပရိဟာယတိတတ္တမံကာလပက္ခေဝစန္တိမာ
လာပြီးကျော်မှာထွက်တဲ့လကြည့်ခုတစောင်းမုံလာဆန်းထွက်တဲ့လမဟုတ်တော့ဘူးတစောင်းမုံလာပြီးကျော်ထွက်တဲ့လနော်မနေ့ကနဲ့ဒီနေ့မတူတော့ကနေနဲ့နဲ့ပြန်လဲတူမှာမဟုတ်တဖြည်းဖြည်းသေးသေးသွားတဲ့လလေးလာဆန်းထွက်တဲ့လကတဖြည်းဖြည်းကြီးလာလာဆုပ်ထွက်တဲ့လကတဖြည်းဖြည်းသေးသွားကာလပက္ခေဝစန္တိမှာလာဆုပ်ဘက်ကမှာထွက်တဲ့လဟာတဖြည်းဖြည်းယုတ်လျော့သွားသလိုသူတော်ကောင်းတရားကနေပြီးတော့တဖြည်းဖြည်းယုတ်လျော့သွားလိမ့်မယ်ဟောတရားနာတဲ့အခါအဲ့ဒါလို့မနာလို့ရှိရင်ယုတ်လျော့သွားလိမ့်မယ်အဲ့ဒါလို့တတိပေးတယ်နောက်တစ်ခါဥပါရမ္ပစိတ်တော်ဒုံမေတော်သူနာတိစိနသာသနာမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုတဲ့အသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်ဟာအပြစ်ရှာပြီးတော့နာမယ်ဆိုလို့ရှိရင်ပရိသုတ်တတိတတ္ထမေမစ္ဆောအပောတကေယထာရေခမ်းသွားတဲ့ရေအိုင်တွေကငါးတွေလို့နော်၆ကတ်သွားမှာပဲသူတော်ကောင်းတရားအနေနဲ့သူ့မှာ၆ကတ်သွားလိမ့်မယ်သူတော်ကောင်းတရားအနေနဲ့သူ့မှာ၆ကတ်သွားလိမ့်မယ်အဲ့လိုနာမယ်ဆိုရင်ဥပါရမစိတ်တော်ဒုံမေတော်သူနာတိစိနသာသနာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုအပြစ်ရှာတဲ့အနေနဲ့ကြားနာမယ်ဆိုလို့ရှိရင်နဝိရုဟတိတတ္တမေခိတ္တေဖိဇံဝဖုတိကံပုတ်နေတဲ့မျိုးစေ့တစ်ခုကိုမြေကြီးပေါ်ချဆိုင်အဲ့ဒီမြေကြီးပေါ်ချဆိုင်လိုက်တဲ့မျိုးစေ့ဟာပုတ်နေတာဖြစ်သောကြောင့်အပင်မပေါက်တယ်လို့ပဲသူတော်ကောင်းတရားထဲမှာသူအပင်ပေါက်နိုင်စွာမရှိဘူးတရားဘလောက်လာနာဘာကုသိုလ်မမရဘူးလို့ဆိုလို့တယ်နော်အပင်မပေါက်တဲ့မျိုးစေ့လိုဖြစ်သွားမယ်ပုတ်နေတဲ့မျိုးစေ့လိုဖြစ်သွားနိုင်တယ်အဲ့ဒါလိုဟောတာမြတ်စွာဘုရားဆိုပြီးတော့ယောစတုဋ္ဌိနစိတ်တေနသူနာတိစိနသာသနာဘယ်လိုနာရမယ်ဆိုတာမြတ်စွာဘုရားကသူ့ကိုဆုံးမတာတုဋ္ဌိနတရားတော်နဲ့ပတ်သက်ပြီးတော့နှစ်သက်ကျင့်တတ်တဲ့စိတ်နဲ့စိနသာသနာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ကိုသူနာတိကြားနာတယ်မသိသေးတာတွေသိလာရတယ်နော်မသိသေးတာတွေသိလာရတယ်ဆောင်းရံကိုသိလာတယ်ရှောင်းရံကိုသိလာတယ်မလို့ရဘူးဆိုတာသိလာတယ်လို့ရတယ်ဆိုတာသိလာတယ်ကုသိုလ်အကုသိုလ်သိလာတယ်သိလာလို့စိတ်ထဲမှာကျဉ်တ်တဲ့စိတ်တွေဖြစ်လာတယ်အဲ့ဒီကျဉ်တ်တဲ့စိတ်နဲ့တရားကိုနာမယ်ဆိုရင်နဲ့ခေပိတဝါအာတဝေတပ္ဖေရင်နဲ့နှလုံးထဲမှာမပြတ်စည်းဝင်နေတဲ့ကိလေသာအာလဝါတွေအားလုံးကိုကုန်ခန်းသွားအောင်လုပ်နိုင်တယ်ဒီအတိကနေပြီးတော့သစ္စိကတ္တဝါအကုပ္ပတံဘယ်တော့မှမပြည့်စည်တဲ့အရတ္တမဲ့အရတ္တဖို့ဆိုတဲ့ထူးခြားတဲ့တရားဓုတရားမြတ်ကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်ပပ္ပုယပရမံတန်တိန်အမြတ်ဆုံးဖြစ်တဲ့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်တော့တရားနာပြီဆိုရင်ကျင့်ရတဲ့စိတ်နဲ့နာရမယ်နဲ့တဲ့ကျင့်တဲ့စိတ်အသိဉာဏ်နဲ့နာရမယ်ဒီလိုဆိုလို့ရပေါ့နော်သိကျင်တဲ့စိတ်နဲ့နာရမယ်သိကျင်တဲ့စိတ်မှတ်မယ်ဆိုတဲ့စိတ်နဲ့နာအနာရဝိန်တထေးရဲ့သားအနာရဝိန်တထေးကြီးမှာသမီးတွေတော့ကြောက်ရလိမ့်မယ်သူမနာတို့သူပတ္တာတို့သုလသူပတ္တာမဟာသူပတ္တာဆိုသမီးတွေရှိတယ်သားကကာလနဲ့တတ္ထာဆိုတဲ့သားနှစ်ယောက်ရှိတတ္ထာဆိုတဲ့သားကသာသနာပေါ်ဝင်ပြီးတော့ယဟန်ဖြစ်သွားတယ်သူ့ရဲ့ဦးလေးတော်တဲ့သူဘူတိဆိုတဲ့မထေနဲ့မထေထံမှာသူကသင်္ကန်းဝတ်လိုက်အနာရဝိတထေတို့ကညီကို2ယောက်လို့ပြောရမှာစားရဲပါတာတော့2ယောက်ပဲပါတယ်ကျန်တာရှိကျင်နဲ့ရှိမှာပေါ့နော်သူထတ္တနဲ့သူဘူတိတဲ့သူတို့အဖေရဲ့နာမည်ကသူမနာတာဝတိမြို့မှာချမ်းသာကြွယ်ဝတဲ့သူမနာဆိုတဲ့တထေကြီးမှာသား2ယောက်တယောက်ကသူထတ္တတယောက်ကသူဘူတိသူထတ္တဆိုတာအလုံးကိုဗုဒ္ဓဘာသာမဖြစ်ခင်ကတည်းကသူကအလှူဒန်းအလုံးဝါဒနာပါတယ်
မရှိဆင်းရဲသားတွေကိုကြွေးလို့သူ့ကိုအနာတပိန်လို့ခေါ်တာသူ့နာမည်ရင်းမဟုတ်ဘူးသူ့နာမည်ရင်းကသူတ္တသူ့ရဲ့ညီကသူဖူတိလို့ခေါ်တယ်ဖះနဲ့တွေ့တဲ့အခါသောတာပန်ဖြစ်ပြီးကြီးညိုသရာတွေဖြစ်လို့စေတမင်းကြီးရဲ့ဥယျာဉ်ကြီးကိုစေတမင်းသားရဲ့ဥယျာဉ်ကိုဝယ်ယူပြီးတော့18ကလေးသောငွေကြေးဒနာတွေကုန်ကြခံမြေဝယ်တယ်အဲ့ဒီဝယ်ထားတဲ့မြေပေါ်မှာ18ကလေးအကုန်ခံပြီးတော့အဆောက်အဦတွေဆောက်တယ်ကျောင်းရည်ဆက်ချပွဲကြီးကလည်း18ကလေးကုန်တယ်လို့54ကလေးကုန်ခံပြီးတော့စေရွန်ကျောင်းကြီးကိုဆောက်တာဖြစ်တယ်အဲ့ဒီစေရွန်ကျောင်းကြီးကိုရည်ဆက်ချတဲ့အခါမှာသူ့ညီသူ့ပုတိကတရားတရားတွေဖြစ်ပြီးတော့လူအောင်လူလောကကိုဆုံးခွာပြီးယဟန်ဝတ်သွားတယ်ထင်ရှားကြော်ကြတဲ့ယဟန္တာတစ်ပါးဖြစ်သွားတယ်သူကလည်းနော်အရဏဣတရဒက္ခိနေယဣတရနှစ်ခုရသွားတယ်သူ့ရဲ့အကျင့်လေးကဘာလို့ဆိုရင်သူများပစ္စည်းလှူခံတဲ့သူကမေတ္တာပို့ပြီးမှလှူခံတယ်တဲ့မေတ္တာဘာဝနာပွားပြီးတော့လှူခံတယ်တရားဟောပြီဆိုလို့ရှိရင်ပုဂ္ဂိုလ်ဆိုတဲ့စကားလုံးကိုဘယ်တော့မှမသုံးဘူးအာဟုတုပဲလောဘလို့ပဲပြောတယ်လောဘကြီးသူလို့မပြောဘူးဒေါသလို့ပဲပြောတယ်ဒေါသကြီးသူလို့မပြောဘူးပုဂ္ဂိုလ်ကိုမသုံးတတ်ဘူးတရားကိုပဲသုံးတတ်ဟောလို့သူ့ကိုအာရဏဝိဟာရိရဲရပေးထားတာဖြစ်တယ်ပေါ့နော်အဲ့ဒီသူဗုဒ္ဓစီမှာနာရဝိန်တထေရဲ့သားတစ်ယောက်ကသင်္ကန်းဝတ်တော့တတ္ထလို့ခေါ်တယ်တတ္ထလို့ခေါ်တယ်အနာရဝိန်တထေရဲ့သားတစ်ယောက်ကတော့ကာလလို့ခေါ်တယ်အဲ့ဒီကာလဟာတထေသားကျောင်းတကသားဖြစ်ပေမဲ့လို့တန်ဃာတွေနဲ့မနှိစပ်ဘူးကျောင်းနဲ့လည်းမနှိစပ်ဘူးတရားမနာခြင်းဘူးအဲ့တော့အနာရဝိန်တထေကြီးကသူ့သားအဲ့လိုဖြစ်နေသူ့သားအတွက်နောင်ရေးအတွက်စိုးရိမ်နေပေါ့မကောင်းတဲ့အကုသိုလ်တွေလုပ်ပြီးတော့နောက်ဆုံးမှအပင်ငရဲကြမှာစိုးရိမ်လာတဲ့အခါကျသူစဉ်းစားတယ်လောကလူတွေဟာငွေကြေးဒနာပေးမယ်ဆိုရင်တော့လုံးကြမှာပဲငွေကြေးပေါ်မှာမမောပြီးတော့ပတ်စံပေးရင်မလုံးတဲ့လူမရှိဘူးဆိုသူ့သားကိုပြောတာငါသားကြောင်းသွားပြီးဥပုသ်ဆောင်မင်းဥပုသ်ဆောင်ခဲ့လို့ရှိရင်နောက်တည့်ကျတော့ငါငွေ1000ပေးမယ်နော်အဲ့ဒီခေတ်ကအသပြာ1000ဆိုတော့ဥပုသ်ဆောင်ရင်ငွေ1000ရမယ်ဆိုတော့သွားဆောင်သို့တော့တနည်းအားချောင်ပိတ်အိတ်လာပြီးတော့သူပြန်လာမနေ့ကျလို့ရှိရင်သူ့ဖေးစီပတ်စံ1000အရင်တောင်းတယ်ဟိုကမင်းစားပါဦးရာကူးလေးပါလေးတောက်ပါဦးပြီးတော့ပေးတာပေါ့ဆိုမရဘူးငွေ1000လက်ထဲရောက်မှစားပတ်စံလို့ချင်တာတထေသာနောက်တည့်ရဲ့ကြတော့ငါသားမင်းဒီနေ့တရားတစ်ပုဒ်တော့မှတ်မိအောင်နာခဲ့နောက်ထပ်ငွေ1000ပေးမယ်ဆိုငွေလိုချင်တဲ့စိတ်နဲ့သွားပြန်အဲ့လိုသွားတဲ့အခါကျတော့တထေကြီးကပြန်လာတဲ့အခါမေးမှမင်းနာခဲ့တဲ့တရားပြန်ပြောပါဆိုရင်သူပြန်ပြောလို့မရနိုင်ဘူးပေါ့ဒါကြောင့်မို့မှတ်မယ်ဆိုတဲ့မှတ်သားမယ်ဆိုတဲ့စိတ်နဲ့အဲ့ဒီနေ့တရားကိုနာရင်နဲ့လွတ်ပြီးတော့သွားတာမှတ်မယ်ဆိုတဲ့စိတ်နဲ့အားကုန်စိုက်ပြီးနာတဲ့အခါကျတော့တရားရဲ့သဘာဝတရားတွေကိုသိပြီးတရားလဲဆုံးရောသောတပန်ဖြစ်သွားနော်မှတ်သားမယ်ဆိုတဲ့စိတ်နဲ့နာလို့ရှိရင်လည်းပဲသောတပန်ဖြစ်နိုင်တယ်ဘာဟောတယ်ဆိုတာသိချင်တဲ့စိတ်နဲ့နာလို့ရှိရင်လည်းပဲတရားဥတရားပြရနိုင်တယ်လို့ဆိုတယ်နော်ဒါကြောင့်မို့မြတ်စွာဘုရားကဒီယတတတကိုအကြံပေးတာအဆုံးမဩဝါဒပေးတာယောစတုဋ္ဌေနစိတ်တေနသူနာတိစိနာသာသနာမြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုတကယ်ကိုနှစ်သက်မြတ်နိုးတဲ့စိတ်နဲ့နာပါတဲ့အဲ့ဒါလို့နာမယ်ဆိုလို့ရှိရင်ခေပိတဝါအာသဝေတ္တပိအာသဝတရားတွေအလုံးကိုကုန်ခန်းစိတ်မှာဖြစ်တယ်ဒါရင်လားလို့ဆိုမဟုတ်ဘူးသစ္စိကတ္တဝအကုပ္ပတ္တဘယ်တော့မှမပျက်စီးတဲ့အရတ္တဘရတ္တဖို့ဆိုတာကိုရမှာဖြစ်တယ်ပပ္ပုယတန္တိပရမန်တန္တိအမြတ်ဆုံးသောအငြိမ့်ထက်လို့ဆိုတဲ့နိဗ္ဗာန်ထီအောင်စိုက်ထီပြီးတော့ပရိနိဗ္ဗာတိအနာသောအာသောကင်းကြတဲ့ဘဝမှာနောက်ဆုံးခန္ဓာတွေငြိမ့်သွားလို့ဘဝဆက်သိမ့်သွားနိုင်တယ်လို့မြတ်စွာဘုရားက
တရားနာခြင်းအကျိုးပြောပြီးတော့ဆုံးမဩဝါဒပေးတဲ့အခါကျမှဒီယတတတ္တဆိုတဲ့ပုဂ္ဂိုလ်ဟာတရားကိုလေးလေးစားစားနာရင်မြတ်စွာဘုရားဆုံးမတိုင်းလိုက်နာခြင်းယဟန္တာဖြစ်သွားတယ်တဲ့နောက်ပိုင်းကြတော့မှာနော်အဲ့လိုယဟန္တာဖြစ်တဲ့အခါမှာသူမြတ်စွာဘုရားဆုံးမတိုင်းဘယ်ခါဖြစ်ဖြစ်တရားဓမ္မကိုယူသည်လေးပြစွာနာပြီးသူ့ရင်ထဲကအမှတ်တရစကားအနေနဲ့အခုဒီမြတ်စွာဘုရားသူ့ကိုဆုံးမတဲ့ဟာတွေကိုပဲသူဟာအမှတ်တရစကားတွေအနေနဲ့ယဟန်တန်ဃာတွေကိုပြန်ပြီးပြောဆိုခဲ့တာဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မထေမြတ်တို့ရဲ့အမှတ်တရစကားတွေထဲမှာသူတို့ရဲ့ဘဝအတွေ့အကြုံသူတို့ကြုံဆုံခဲ့တဲ့အရာပဲဖြစ်စေသူတို့ကိုယ်တိုင်ကြင်ကြံကြုတ်ခုတ်အထောက်ရတဲ့အရာပဲဖြစ်စေသူတို့ဘဝမှာတန်မိုးထားပြီးတော့မျက်မျက်နှိုးနှိုးနာခံခဲ့ရတဲ့ဆရာသမားတို့ရဲ့ဆုံးမဩဝါဒမြတ်ဗုဒ္ဓရဲ့ဆုံးမဩဝါဒဖြစ်စေရှင်တဲ့နှလုံးထဲမှာသိမ်းထားပြီးအမှတ်တရစကားကိုဆိုကြတာဖြစ်သည့်အတွက်ကြောင့်တကယ်လက်တွေ့ဘဝအတွက်တန်မိုးမဖြတ်နိုင်အောင်ဘဝသင်္ကန်းစာကိုပေးနိုင်တာဖြစ်ပါတယ်ဒါကြောင့်မို့ဒီတရားကိုကြားနာပြီးတဲ့အခါမှာလည်းပဲတို့တွေဟာညီတို့ညီဘုံနေထိုင်သင့်တယ်ဆိုတာကိုသိရှိနားလည်ကြပြီးလူဘဝရတဲ့အခိုက်မှာအကျိုးရှိသောအလုပ်တွေနဲ့တန်မိုးမပြတ်နိုင်တဲ့အခွင့်ထူးအခွင့်ကောင်းကြီးကိုကြာကြာနာနာသုံးချပြီးတော့အဆုံးတန်မိုးမပြတ်နိုင်တဲ့တရားသူတရားမြတ်ကိုရအောင်တို့တွေကျင့်ဆောင်အားထုတ်ကြမှာဖြစ်တယ်လို့ကိုယ်စီတဏ္ဍိဋ္ဌံချပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း